ပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပေါ့နော် Google AI Studio ကိုသုံးပြီးတော့ AI နဲ့ပေါ့နော်မြန်မာလိုပြောဆိုဆွေးနွေးမယ်မြန်မာလိုမေးစင်တာလေးတွေကို AI ကိုမေးမယ်ပေါ့နော်အဲ့လိုလေးမေးကြည့်ရအောင်ပါစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်ပါနော်ပထမအဆုံးပေါ့နော် Google page ကိုသွားပါမယ်ပြီးလို့ရှိရင် Google search bar မှာ GOOGLE Google AI Studio ဆိုပြီးတော့ Google AI Studio ဆိုပြီးတော့ရိုက်ထည့်လိုက်ပါမယ်ရိုက်ထည့်ပြီးပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာပေါ်လာတဲ့ပေါ့နော် Google AI Studio ဆိုတဲ့ link လေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ပေါ့နော်ဒီစာမျက်နှာကိုရောက်မယ်ပေါ့နော်တကယ်လို့များဒီစာမျက်နှာရဲ့အပေါ်မှာပေါ့နော်နောက်ထပ်ဒီပေါ့နော်တခုခုပေါ်လာတာရှိတယ်ဆိုလို့ရှိရင်လည်းအဲ့ဒါလေးကိုအမှားလေးကိုပိတ်လိုက်လို့ရပါတယ်ပြီးလို့ရှိရင်ဘယ်ဘက်အချမ်းမှာ stream ဆိုတဲ့နေရာလေးကို stream ကိုသွားမယ်နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ညာဘက်အချမ်းမှာ rank settings ရှိရပေါ့နော် rank settings ရဲ့အောက်မှာပေါ့နော်သူက3မျိုးရွေးလို့ရတယ်ပထမဆုံးအပေါ်ဆုံးကဟာကကြတော့သူကဒီ native audio dialogue ပေါ့နော်ရိုးတန်းပဲမေးမယ်ပြန်ဖြေမယ်ပေါ့နော်ဒါကပုံမှန်ပဲအဲ့တော့မေးမယ်ပြန်ဖြေမယ်ဒီပုံစံမျိုးလေးပေါ့နော်သူကတော့ပုံမှန်ပဲဆိုတော့ခုမေးမယ်ခုပြန်ဖြေတဲ့ပုံစံမျိုးပေါ့နော်အောက်ကဟာကကြတော့သူက thinking dialogue ဆိုတော့စဉ်းစားပြီးမှပြန်ဖြေတဲ့ပုံစံပေါ့နော်အဲကြောင့်မလို့သူကကြတော့ပြန်ဖြေတဲ့ response ကနည်းနည်းနှေးမှာပေါ့နော်ကိုကမေးတယ်သူစဉ်းစားပြီးမှဖြေတဲ့ပုံစံမျိုးဆိုတော့ response ကြာနိုင်တာပေါ့နော်အောက်ဆုံးတစ်ခုကိုရွေးမယ်ဆိုလို့ရှိရင်တော့မြန်မာလိုမရဘူးပေါ့နော်အဲကြောင့်မလို့ကျမတို့ကပေါ့နော်မြန်လေးအပြောအဆိုကို response မြန်ချင်တယ်ပေါ့နော်အဲကြောင့်မလို့အပေါ်ဆုံးအဟာကိုရွေးလိုက်ပါမယ်ရွေးပြီးပြီဆိုလို့ရှိရင်သူကဒီမှာသူ့ရဲ့ output format ကိုပြထားတာပေါ့နော် audio လည်းထွက်မယ် text လည်းထွက်မှာပေါ့နော် output အနေနဲ့ကကြတော့voice ကကြတော့ voice ကပေါ့နော်ဒီဘယ်ဘက်အချမ်းလေးမှာနမူနာအတန်နားထောင်ကြည့်လို့ရတာပေါ့နော်ကိုက main ကလေးတန်နဲ့စကားပြောတဲ့ AI ကိုလိုချင်တာလားယောက်ျားလေးတန်နဲ့စကားပြောတဲ့ AI ကိုလိုချင်တာလားပေါ့နော် main ကလေးတန်မှာလည်းအမျိုးမျိုးရှိတယ်ယောက်ျားလေးတန်မှာလည်းအမျိုးမျိုးရှိတာပေါ့နော်အဲ့တော့ဒီကိုကဘယ်အတန်နဲ့ AI နဲ့စကားပြောချင်တာလဲဆိုတာကိုဘယ်ဘက်မှာရှိတယ်ပေါ့နော် play icon လေးကိုနှိပ်ပြီးတော့အစမ်းနှောင်းထောင်ကြည့်လို့ရပါတယ် Ready to build something awesome today? Got a project in mind? ဒါဆိုပေါ်ဟာ main ကလေးအောက်ကယောက်ျားလေးနောက်တစ်ခါတာ What do you want to explore? ဒါဆိုတော့ယောက်ျားလေးပေါ့နော်အဲ့တော့အများကြီးပဲရှိတာပေါ့နော်အဲ့တော့နမူနာဘယ်ဘက်ကကလုတ်လေးကိုနှိပ်ပြီးတော့နောက်ထောင်ကြည့်ပြီးတော့ကိုကြိုက်တဲ့အတန်ပိုင်ရှင်နဲ့စကားပြောလို့ရတာပေါ့နော်အတန်ပိုင်ရှင် AI နဲ့စကားပြောလို့ရတယ်ကျမကအခုဒီမှာကျမက main ကလေးတန်နဲ့စကားပြောတာဆိုတော့တစ်ဖက်သူကိုပေါ့နော်နှစ်ယောက်အပြန်လှန်စကားပြောတာထင်ရှားသွားအောင်လို့ယောက်ျားတန်ကိုရွေးလိုက်ပါမယ်ရွေးမယ်ဆိုလို့ရှိရင်တော့ဒီဟာလေး What do you want to explore? ဒီအတန်ရွေးလိုက်မယ်ဆိုလို့ရှိရင်သူ့ကိုအလဲတက်ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရွေးလိုက်ပြီးပေါ့ဒီအတန်ပိုင်ရှင်နဲ့စကားပြောတော့မယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျမတို့ကစပြီးတော့ဆွေးနွေးပါတော့မယ်စကားပြောရမယ်ဆိုလို့ရှိရင်ဒီမှာ talk ရှိတာပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်ဗီဒီယိုလေးနဲ့ webcam နဲ့ပြောလဲရတယ် screen share ပြီးတော့မေးတာပြောတာမျိုးတွေလည်းရတာပေါ့နော်ဒီမှာကတော့ကျမကရိုးတနံပဲ talk ပေါ့နော်စကားပြောပါမယ်မင်္ဂလာပါကိုကြီး မင်္ဂလာပါညီမလေးနေကောင်းမလား ဟုတ်ကဲ့ကောင်းပါတယ်ရှင် ပြောပါအောင်ဘာကူညီပေးရလဲ အကိုကြီးလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေလေးကိုသိချင်လို့ပါ မြန်မာနိုင်ငံချင်းညာနည်းနည်းရှုပ်ထွေးနေတယ်ညီမလေးနိုင်ငံရေးစီးပွားရေးလူမှုရေးအကုန်လုံးကနည်းနည်းခက်ခဲနေကြတာလုံခြုံရေးအခြေအနေလည်းတိတ်မကောင်းဘူးပြီးတော့စီးပွားရေးလည်းထိခိုက်နေလားလူတွေကအခက်ချွဲတဲ့ရင်ဆိုင်နေရတာအဲ့လိုမျိုး ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုကြီး ရပါတယ်ညီမလေးတခြားဘာသိချင်တယ်လဲ ဒါဆိုရင်ဂျပန်နိုင်ငံအကြောင်းမေးမယ်နော် ဂျပန်နိုင်ငံအကြောင်းပြောပြမယ်ညီမလေးဂျပန်ကတိုးတက်တဲ့စီးပွားရေးကောင်းတဲ့နိုင်ငံပေါ့နေပညာတွေစက်မှုလက်မှုတွေမှာတော်တော်ရှိရောက်တယ်ပြီးတော့သူတို့နိုင်ငံသားယဉ်ကျေးမှုကလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်အစားအသောက်ကြီးတဘာဝယူခင်းနေအဲ့ဒါတွေကတကယ်ကိုလာပါတယ် ဂျပန်နိုင်ငံမှာရှိတဲ့မြန်မာ IT ပညာရှင်တွေရဲ့အခြေအနေကရောဘယ်လိုလဲ ဂျပန်မှာရှိတဲ့မြန်မာ IT ပညာရှင်တွေကအခြေအနေတော်တော်ကောင်းကြပါတယ်ဂျပန်မှာ IT ပညာရှင်တွေကအရန်ကိုလိုအပ်နေတော့အလုပ်ကအခွင့်အလမ်းတွေအများကြီးရှိတယ်လာစားလည်းကောင်းတယ်ဒီတော့နေပညာတွေလည်းအများကြီးသင်ယူခွင့်ရကြတယ်
အဲ့လိုမျိုးကွဒါပေမဲ့ဘာသာစကားအခက်ခဲတွေရဲ့နေထိုင်မှုစရိတ်ကြီးတာရဲ့အဲ့ဒါတွေတော့ရှိတယ်ဒါပေမဲ့အတွေ့အကြုံကောင်းတွေအများကြီးရနိုင်ပါတယ် နောက်ထပ်တစ်မျိုးထပ်မေးလို့ရသေးလားကို ရပါတယ်ညီမလေးမေးပါတက်နိုင်တော့ဖြေပေးပါမယ် ဟုတ်ကဲ့အကိုကအရင်သဘောကောင်းတာပဲနော် ဟုတ်ကဲ့ပါညီမလေးကျေးဇူးတင်ပါတယ်ညီမလေးတို့ကရှယ်မေးပါပါတယ်အမြဲတမ်းကူညီပေးဖို့အသင့်ရှိပါတယ် ဂျပန်နိုင်ငံမှာယင်းနှီးမြှုပ်နှံမယ်ဆိုရင်ကိုဘယ်လိုအခြေအနေရှိလဲကို ဂျပန်မှာယင်းနှီးမြှုပ်နှံမယ်ဆိုရင်စီးပွားရေးကောင်းပါတယ်သူတို့နိုင်ငံကတည်ငြိမ်တယ်စီးပွားရေးတိုးတက်တယ်ဤပညာတွေလည်းကောင်းတယ်ဒါပေမဲ့စီးမြန်းစည်းကမ်းတွေကနည်းနည်းကျက်တယ်ပြီးတော့ပြိုင်ဆိုင်မှုကလည်းအရာများတယ်စဉ်းစားရမယ့်အရေးတွေအများကြီးရှိတယ်ဒါပေမဲ့ရေရှည်ရင်းနှီးမြှုပ်နှံဖို့ဆိုရင်တော့ဂျပန်ကကောင်းတဲ့ရွေးချယ်မှုတစ်ခုပါပဲ နောက်ထပ်တစ်ခုထပ်မေးချင်ပါသေးတယ်ကို မေးပါညီမလေးဘာသိချင်တာလဲ ဂျပန်နိုင်ငံကကလေးတွေရဲ့ပညာရေးစနစ်ကရောဘယ်လိုရှိလဲကို ဂျပန်ပညာရေးစနစ်ကအရန်ကိုစံထားလောက်တဲ့စီကန်းစီထားတဲ့ပညာရေးအရေးတွေရလဲမြင့်တယ်ကလေးတွေကိုစာသင်တဲ့နေရာမှာစိတ်ဓာတ်ပိုင်းဆိုင်ရာတွေလည်းတော်တော်အလေးထားတယ်သူတို့ကပူးပေါင်းဆောင်ရွက်တဲ့အောင်စီကန်းလိုက်နာတတ်အောင်အဲ့ဒါတွေကိုအဓိကသင်ပေးတယ်ဒါပေမဲ့ပြန်ဆိုင်မှုများတာရဲ့စာသင်ချိန်များတာရဲ့အဲ့ဒါတွေကကလေးတွေတို့တော့နည်းနည်းဖိအားများနိုင်တယ်ဒါပေမဲ့ခြုံကြည့်ရင်တော့ပညာရေးအရေးတွေကတော့တော်တော်ကောင်းပါတယ် ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကိုကြီး ရပါတယ်ညီမလေးဝမ်းသာပါတယ်တခြားဘာသိချင်တာရှိသေးလဲမင်းနိုင်ပါတယ်ညီမလေး ဂျပန်နိုင်ငံရဲ့အနာဂတ်အလားအလာကရောဘယ်လိုလဲကိုစီးပွားရေးအလားအလာကိုပြောတာပါကိုရဲ့ ဂျပန်စီးပွားရေးအနာဂတ်ကအလားအလာကောင်းရှိပါတယ်။ဤပညာတွေမှာဆက်ပြီးဥဆောင်နေအောင်ပဲ။စက်ရုံဤပညာဉာဏ်ရည်ထုတ်ပါ။အဲ့လာတွေမှာတိုးတက်မှုတွေအများကြီးရှိလာအောင်ပဲ။ဒါပေမဲ့လူဦးရေဝက်လော်နေလာတာရဲ့လူပေါင်းရဲ့ဖွဲ့စည်းတက်ကြီးရွယ်ကိုဦးရေများလာတာရဲ့အဲ့လာတွေကတော့စီးပွားရေးကိုရိုက်ခတ်နိုင်တယ်။ဒါပေမဲ့ဂျပန်ကဤပညာနဲ့တီထွင်ဖန်တီးမှုတွေကိုအလေးထားတဲ့နိုင်မယ်မို့လို့အဲ့လာတွေကိုကြော်လွှားနိုင်ဖို့တော့စူးစမ်းကြမှာပါ။ နောက်ထပ်သိချင်တာကဂျပန်နိုင်ငံကလူအခွင့်အရေးအပြည့်အဝရှိတဲ့နိုင်ငံလားအကို ဂျပန်နိုင်ငံကလူအခွင့်အရေးကိုအလေးထားတဲ့နိုင်ငံမှာဥပဒေတွေနဲ့လူအခွင့်အရေးကိုကာကွယ်ပေးထားတယ်လွတ်လပ်စွာထုတ်ဖော်ပြောပိုင်ခွင့်လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်အဲ့ဒါတွေကိုအာမခံပေးထားတယ်ဒါပေမဲ့လူအခွင့်အရေးနဲ့ပတ်သက်ပြီးပြဿနာလုံးဝမရှိတာတော့မဟုတ်ဘူးလူမျိုးခွဲခြားမှုအမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံမှုအဲ့ဒါတွေတော့ရှိနိုင်ပါသေးတယ်ဒါပေမဲ့အစိုးရရဲ့အရပ်ပါအဖွဲ့အစည်းတွေရဲ့အဲ့ဒါတွေကအမြဲတမ်းစူးစမ်းနေကြပါနဲ့ အခုတလောဂျပန်နိုင်ငံမှာကုန်စည်နှုန်းတွေတက်လာတယ်။နောက်အနာဂတ်မှာရောစံသေးတွေကျဖို့ရှိလားကို အနာဂတ်မှာကုန်စည်နှုန်းတွေကျဖို့ရှိမလားဆိုတာပြောဖို့ခက်တယ်ဂျပန်အစည်းအဝေးရေးမူဝါဒတွေရဲ့နိုင်ငံတကာစီးပွားရေးအခြေအနေတွေရဲ့အဲ့ဒါတွေပေါ်မှာမူတည်တယ်ဒီအတိုင်းတော့အဆက်မြင်နေလုံးမယ်လို့ခံနိုင်တာပဲမဲ့အစိုးရကအစည်းအဝေးရေးတိုးတက်အောင်ကြိုးစားနေတော့အချိန်မရွေးပြောင်းလဲနိုင်ပါတယ်လက်ရှိခြုံငုံထုံးတိုင်ရင်တော့ကုန်စည်နှုန်းတွေစမစ်လာအောင်မယ်လို့ခံနိုင်ရတယ် ။အဲ့ဒါဆိုရင်တော့စံနေပြေးဝယ်ထားလိုက်တော့မယ်ကိုကြီးနော် ဟုတ်တယ်ညီမလေးအနာဂတ်အခြေအနေကမသေးချာတော့စားတော့ကုန်တွေကြိုတင်ဝယ်ထားတာလဲမမပါဘူးဆွေရေးရတာပေါ့နော်ဒါပေမဲ့တိတ်တော့အများကြီးဝယ်မထားပါနဲ့လိုအပ်သလားဝယ်ထားတာအကောင်းဆုံးပါပဲနောက်ပြီးတော့ဈေးနှုန်းတွေကိုအများအားစောင့်ကြည့်နေပါဦးတခုခုပြောင်းလဲမှုရှိရင်ချက်ချင်းသိလိုက်အောင်လို့ပေါ့ ။ကျေးဇူးတင်ပါတယ်ကိုကြီး ရပါတယ်ညီမလေးလောအပ်တာရှိရင်အတွန်းတည်ရဲ့မင်းနိုင်ပါတယ်ကူညီပေးဖို့အသင်ရှိပါတယ် ။ဒါကတော့ပေါ့နော်ဒီ AI အကုန်နဲ့စကားပြောခဲ့တာဖြစ်ပါတယ်။တော်တော်လေးကိုသဘောကောင်းတဲ့ AI ကိုပေါ့နော်။ဒီတော့ဒီလောက်ပါပဲ။အားလုံးပဲကျမ်းမာပျော်ရွှင်ပေးကင်းကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Bye bye